ဒီကနာရီကောင်းပါပြီဗျာကလေးတော်မင်္ဂလာကြည်ပါပြီဗျာဒီကနာရီကောင်းပါပြီဗျာမန္တလေးနဲ့မိတို့သုံးသွားလူတန်းဟိုဘောလေးကတော့ဘောနာဒါစားတော့ပါဒီကိုသာတက်ကလို့လူတန်းပြီးမှသာဒီကြီးရွာရဲ့အလူကြီးပါလေဝဲသုံးသွားလာရောက်တဲ့ကအလူတကားဘူးပြေဝင်းလို့ပါကျွန်တော်တို့ရဲ့ဒီငါတို့ကြီးရမပန်ကြအခါဒီကညဝါဒီကညဝါရရောနာကြွားတော်မူကြပါမင်းကောင်းစွာဟာခြင်းအောင်တယ်ပါဘာလို့လဲတော့ဘယ်လိုလဲဘာလို့လဲဘယ်လိုလဲအားလုံးကြတယ်ဗျာအော်ဒီတော့လာပြီဘုရားတို့ဘယ်လိုလဲကြားကြတယ်တောင်းပြပါလို့ဗျာတောင်းကြတယ်ဒီတဲ့ဘုရားဒီနေ့ခေါ်ပါဗျာဘုရားတော်ကိုတော့ဘုရားတော်ကိုတောင်းကြတယ်